အာသီးရောင်နာဟာလေကြောင်းနဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂပိုးတွေဖြစ်တဲ့ဘက်တီးရီးယားပိုးတွေဗိုင်းရပ်စ်ပိုးတွေကူးစက်ခံရခြင်းကြောင့်အာသီးရောင်နာဖြစ်ပါတယ်။အာသီးရောင်နာဟာအများအားဖြင့်ကလေးတွေ9နှစ်ကနေ15နှစ်အတွင်းမှာအဖြစ်များပြီးတော့အရွယ်ရောက်ပြီးတဲ့သူတွေနဲ့လူကြီးတွေမှာလည်းဖြစ်တတ်ပါတယ်။အဖြစ်များတဲ့ကာလကတော့အေးမိတုပ်ကွေးရာသီဖြစ်တဲ့ဆောင်းတွင်းနဲ့ရာသီအကူးပြောင်းတွေမှာဗိုင်းရပ်စ်ပိုးတွေပုံမှန်ပြန့်နှံ့တဲ့အတွက်အဖြစ်များပါတယ်။လူထူထပ်တဲ့နေရာတွေဖြစ်တဲ့ကျောင်းတွေစာသင်ခန်းတွေလူတွေအစုလိုက်နေထိုင်ရာနေရာတွေမှာပုံမှန်လွယ်ကူစွာကူးစက်တတ်ပါတယ်။ကိုယ်ခံအားနည်းတဲ့သူတွေဥပမာနာတာရှည်ယောဂရှိတဲ့သူတွေအာဟာရချို့တဲ့သူတွေနဲ့ကလေးတွေမှာပိုးဝင်လွယ်ပါတယ်။အာသီးရောင်တဲ့အခါမှာဆိုရင်လေကြောင်းနာတာအစာမျိုးအားခတ်တာအစာမျိုးချရင်နာတာလည်ပင်းတွေနားတွေနာကျင်ကြိုက်ခဲတာခန္ဓာကိုယ်အပူချိန်100ဒီဂရီဖာရင်ဟိုက်ထက်မြင့်တာချောင်းဆိုးတာခေါင်းကိုက်တာစတဲ့လက္ခဏာတွေဖြစ်တတ်ပါတယ်။ဒီလက္ခဏာတွေအပြင်ဒီချက်ဆိုးသွားလို့ရှိရင်အာသီးမှာအဖြူအဖတ်တွေဖြစ်တာဒါမှမဟုတ်ပြီးတဲတာလည်ပင်းအကျိတ်ရောင်တာတွေအထိပါဖြစ်တတ်ပါတယ်။အာသီးရောင်နဲ့လေကြောင်းနာတယ်ဆိုရင်ပုံမှန်အားဖြင့်တော့ရေများများတောက်မယ်တေချာအနားယူမယ်အနာသက်သာဖို့အတွက်တော့အယောင်ကျစေးအပြင်းစားမဟုတ်တဲ့ ibuprofen လိုမျိုးအကိုက်ခဲပျောက်ဆေးတွေတောက်မယ်ဆိုရင်3-4ရက်ဆိုယောဂလက္ခဏာတွေသက်သာလာပါတယ်။ဒီလိုလေကြောင်းနာတဲ့အချိန်မှာတချို့အစားအစာတွေကလေကြောင်းနာတဲ့ဝေဒနာကိုပိုမိုဆိုးရွားစေလို့ရှောင်ကျဉ်သင့်ပါတယ်။အားလုံးပဲမင်္ဂလာပါရှင်။ TRT Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။လေကြောင်းနာတဲ့အချိန်အာသီးရောင်တဲ့အချိန်မှာရှောင်ရမယ့်အစားအစာတွေကတော့မာကျောကြမ်းတမ်းပြီးကျွတ်ရတဲ့အစားအစာတွေစီနဲ့ကျွတ်ကြော်ထားတဲ့အစာတွေကိုရှောင်ရပါမယ်။အာသီးရောင်တဲ့အချိန်မှာအစာမျိုးချရတာခက်ပါတယ်။အာလူးကြော်တွေကျွတ်ရွနဲ့မာတဲ့အစာအစာတွေမုတ်ကျွတ်တွေကူကီးတွေစတာတွေဟာမျိုးချတဲ့အချိန်မှာရောင်နေတဲ့အာသီးကိုထိခိုက်မိစေတဲ့အတွက်ပိုပြီးနာကျင်စေပါတယ်။နံပါတ်2ကတော့ပူတဲ့ဆက်တဲ့အစားအစာတွေကိုရှောင်ရပါမယ်။ငရုတ်သီးမှုန့်ငရုတ်ကောင်း sauce တွေပါတဲ့ပူပူဆက်ဆက်အစားအစာတွေကိုစားမယ်ဆိုရင်ဒရွေးနဲ့အချွဲတွေကပိုထွက်လာတဲ့အတွက်လက်ချောင်းထဲမှာချွဲတွေပိုများလာပြီးတော့လက်ချောင်းရောင်းရံတာချောင်းဆိုးတာအစာမျိုးခတ်တာတွေဖြစ်စေပါတယ်။နံပါတ်3ကတော့ acidic fruits အဆစ်ဓာတ်များတဲ့ချင်းတဲ့အသီးတွေကိုရှောင်ရပါမယ်။လိမ္မော်သီးတံမြာသီးတံမျိုးသီးခင်းကျင်သီးစတဲ့ချင်းတဲ့အသီးတွေမှာပါတဲ့အဆစ်ဓာတ်ကလက်ချောင်းအတွင်းနံရံတွေကိုရောင်သွားစေနိုင်ပါတယ်။ဒီအသီးတွေနဲ့လုပ်ထားတဲ့ဖြော်ရည်တွေကိုလည်းရှောင်ရပါမယ်။ဒါအပြင်တကြားဓာတ်တွေအများကြီးပါတဲ့ ready made ရောင်စုံအချိုရည်တွေကိုလည်းရှောင်ရပါမယ်။နံပါတ်4ကတော့အရက်ရှောင်ရပါမယ်။အရက်ဟာခန္ဓာကိုယ်ရေဓာတ်ကိုခန်းချောက်စေပါတယ်။ရေဓာတ်ခန်းချောက်တဲ့အတွက်လေချောင်းချောက်တာလေချောင်းရရန်တာတွေကိုခံစားစေရပြီးတော့လေချောင်းနာတာအာသီးရောင်တာကိုပိုဆိုးစေပါတယ်။နံပါတ်5ကတော့ caffeinated drink ကဖင်းဓာတ်ပါတဲ့အဓိကအားဖြင့်တော့ coffee ပါ။ coffee ကခန္ဓာကိုယ်ရေဓာတ်ကိုခန်းချောက်စေနိုင်တဲ့အတွက်ဒါကိုလည်းရှောင်ကျဉ်သင့်ပါတယ်။နံပါတ်6ကတော့ဆက်လက်တောက်တာကိုလည်းခိတ္တရှောင်ကျဉ်သင့်ပါတယ်။အာသီးရောင်နေတဲ့အချိန်မှာဆက်လက်တောက်မယ်ဆိုရင်လေချောင်းချောက်တာလေချောင်းပူနာတာလေချောင်းရရံတာချောင်းပူဆိုးတာဒါတွေဖြစ်စေနိုင်ပါတယ်။ယခုပြောပြခဲ့တာတွေကတော့အာသီးရောင်တဲ့အချိန်မှာရှောင်ရမယ့်အရာတွေပဲဖြစ်ပါတယ်။ယခုဆက်လက်ပြီးတော့အာသီးရောင်တဲ့အချိန်မှာဘယ်လိုအစားအစာတွေစားရမလဲဆိုတာကိုမျှဝေပေးသွားပါမယ်။အာသီးရောင်တဲ့အချိန်မှာပျော်ပြောင်းနူးညံ့ပြီးတော့အာဟာရပြည့်ဝတဲ့မျိုးချရလာလွယ်တဲ့အစားအစာတွေကိုရွေးချယ်စားသင့်ပါတယ်။နံပါတ်1ကတော့ပူပူနွေးနွေးအရည်တွေဖြစ်တဲ့ Herbal Tea လက်ဖက်ရည်နွေးကြံစွပ်ပြုတ်ချင်းလက်ဖက်ရည်ရွေးနွေးအဖြူဒါတွေကလေချောင်းနာတာကိုသက်သာစေပါတယ်။နံပါတ်2ကတော့ပျော်ပြောင်းတဲ့အစားအစာတွေဖြစ်တဲ့အုတ်ကျုံတကြားတို့ထညက်တို့မပါတဲ့ဒိန်ကျင်ကြက်ဥပြုတ်ကြက်ဥကာချက်ငပြောသည့်စတဲ့ပျော်ပြောင်းတဲ့အစားအစာတွေဒါအပြင် non acidic juice လို့ခေါ်တဲ့ချင်းနဲ့အသီးမဟုတ်တဲ့အခြားအသီးဖြော်ရည်တွေဒါတွေကအာဟာရလည်းဖြစ်ပြီးတော့မျိုးချရတာလွယ်စေပါတယ်။နံပါတ်3ကတော့အာဟာရပြည့်တဲ့စွပ်ပြုတ်တွေပါ။ကြက်သားစွပ်ပြုတ်တို့ကြာဆန်ပြုတ်ဟင်းသီးဟင်းရွက်စွပ်ပြုတ်ခောက်ဆွဲပြုတ်စတာတွေကမျိုးချရတာလွယ်ကူပြီးတော့ကိုယ်ခံအားကိုလည်းမြင့်တင်ပေးနိုင်ပါတယ်။ယခုပြောပြခဲ့တာတွေကတော့အာသီးရောင်တဲ့အချိန်မှာစားတဲ့အစားအစာတွေနဲ့ရှောင်တဲ့အစားအစာတွေကိုမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်။ဒါတွေကိုသေချာလိုက်နာပြီးတော့သေချာအနားယူမယ်။ရေများများတောက်မယ်ဆိုရင်အာသီးရောင်တာမြန်မြန်သက်သာလာပါလိမ့်မယ်။ဒါဆိုရင်အာသီးရောင်တဲ့အခါလေချောင်းနာတဲ့အခါမှာဘာတွေစားပြီးတော့ဘာတွေရှောင်ရမလဲဆိုတာကိုအားလုံးသိသွားကြပါပြီ။အဲဒီတော့နောက်ထပ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတတွေကိုပိုပြီးသိရဖို့အတွက်ဒီ channel လေးကိုလည်း like and subscribe လုပ်ပေးခဲ့ပါအောင်ရှင်။အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်။